Alright everyone, welcome back to my channel. Today we're going to talk about marketing 3. So this is day 3 of marketing and how you guys been doing during this week. This is like kind of annoying. I'm going to put it back here. I'm holding a mug because it has a mic. So I'm trying to talk like that. Alright. Welcome back to marketing day 3 and today we're gonna talk about understanding hospitality customer. What are our customer? What are our target market, like a market segment? What do we only focusing on? Because obviously you cannot focus on everyone. You're not selling for everyone. That's not possible to do that. Right, soဒီတစ်ပတ်ကဘာပြောမလဲဆိုတော့ hospitality understanding hospitality customer ပေါ့ဒီ hospitality feed မှာအဓိကအပြင်ဒီကျွန်တော်ပြောနေတဲ့အကြောင်းအရာတွေအကုန်လုံးကလည်းဒီ marketing နဲ့ hospitality industry ဆိုတော့ okay လူတွေအကြောင်းပြောကြတာပေါ့ဒီနေ့က what are scale required for service staff တဲ့ okay အရှိတစ်ပတ်ကပြောခဲ့တယ်ပေါ့နော်ဒီ serviceပေးတဲ့ service provider နဲ့ service ရယူတဲ့ customer/consumer နဲ့မှာဒီတစ်ခါပြောမှတော့ service provider ဆိုတာ service staff သူတို့နဲ့မှာဘာလို့လဲ service mind ဆိုတာရှိဖို့လိုတယ်အရှိမတစ်ခါပြောခဲ့တယ် service mind ဒါအချင်းဒီခါအချင်းပြန်ရှင်းပြမယ် service mind ဆိုတာဘာလဲ service mind ဆိုတာတစ်လုံးကြီးကိုပြန်ရှင်းပြရရင်တော့ဗျာ S ဆိုတာက smile E ဆိုတာက early response R ဆိုတာ respect V ဆိုတာ volunteer I ဆိုတာ impression ဆိုတာဟောပါဘောနော်first impression moment of truth C ဆိုတာ courtesy E ဆိုတာ endurance M ဆိုတာ make believe I ဆိုတာ insist N ဆိုတာ need D ဆိုတာ devote like a fully devoted ပေါ့နော်တကယ်လှုပ်ချင်စိတ်ရောရှိရလားဒါ service mind ရဲ့အရှိကောင်းပေါ့နော်ဒါတွေကရုပ်တိတော့မရှိဘူးဗျာလို့တခုချင်းပြန်ခွဲလိုက်ရင်တော့သိမှာဒါပေမဲ့သူတို့ကအဲ့လိုမျိုးလောက်ရတာအရန်ကြိုက်တယ်လို့တစ်လုံးချင်းစီကိုပြန်ခွဲရတာမျိုးအရန်ကြိုက်တယ်ဒီ industry မှာပေါ့နော်အဲ့လိုမျိုးလောက်ရတာသူတို့ favorite အဲ့တော့တစ်လုံးကြီးကိုကျွန်တော်မရှင်းပြတော့ဘူးအဲ့တော့ခဏလည်းသိမှာပါ service mind ဆိုတာဘာလဲဆိုတော့ okay marketing ပြန်သွားမယ် marketing ဆိုတာဘာလဲ marketing is all about serving customer needs and want marketing ခင်ဗျပစ္စည်းတစ်ခုကို market မှာ launch လုပ်ပြီးဆိုရင်ခင်ဗျ customer ဘာလိုချင်လဲဘာကိုလိုအပ်လဲဆိုတာကိုအဖြေရှာနိုင်ရင်ခင်ဗျပစ္စည်းကရောင်းရတယ်ဗျာအဲ့တော့ဒီစီးပွားရေးသမားတွေကဘာလုပ်လဲဆိုတော့လူတွေတစ်နေ့ဘယ်လိုမျိုးအခက်အခဲတွေကြုံတွေ့နေရလဲနေ့စဉ်ဘဝမှာအဲ့ဒါကိုဘယ်လိုဖြေရှင်းဖို့သူတို့ကစူးစမ်းနေတာခင်ဗျားတို့ကပြဿနာရှိရင်သူတို့မှဖြေရှင်းဖို့ solution ရရှိပြီလားနော်အဲ့ဒါကိုသူတို့ရောင်းစားတာအဲ့ဒါ customer needs and customer want ကိုခင်ဗျားသိဖို့လိုတယ်နောက်ကကျတော့ customer expectation customer ကဘာကိုမျှော်လင့်ထားတာလဲ it's what customer believe what they should receive from the service okay သူကဘာကိုရမလဲဆိုတာသူမှာ customer မှာ expectation ရှိတယ်ဘာလဲဆိုတော့ခင်ဗျားတို့လဲကွာ hotel တစ်ခုကိုမသွားခင်မှာဒီ hotel အကြောင်းကိုbooking.com review ဘာညာကွာ Google Map မှာကြည့်တာမျိုးတွေကြိုပြီးရှာတာမျိုးတွေပုံတွေကြည့်တာမျိုးတွေဥပမာတချို့ဆိုလဲ TikTok မှာရှာတာမျိုးတွေ social media မှာရှာကြတာဒါထုံးစံပဲဗျာဒါလောက်ကြမှာပဲအဲ့ညဘာဖြစ်လဲဆိုတော့ကြော်ညာတွေကတရားသိရမလားအလုံးအကျူးတွေချဲ့ကားထားရင်ခင်ဗျာ expectation ကအရင်မြင့်နေမှာပဲတကယ်သွားလိုက်တော့လက်တွေ့နဲ့ဘဝနဲ့ဘာထပ်တူမကြတာမျိုးတွေဖြစ်လာရင် customer ဘယ်လို့မ satisfy မဖြစ်နိုင်ဘူးเนาะအဲ့တော့ customer expectation ကိုလည်းခင်ဗျာထည့်တွက်ထားဖို့လိုတယ်เนาะ what shape customer needs customer လိုအပ်ချက်တွေကိုဘယ်အရာကပုံဖော်ပေးတာလဲပထမဆုံးတစ်ချက်က personal needs ဆိုတော့တူပိုင်လိုအပ်ချက်တူတယောက်ပိုင်လိုအပ်ချက် okay ဟုတ်ပြီခင်ဗျာကဖုန်းလဲကျင်တယ်ဆိုရင်ခင်ဗျာဖုန်းအသစ်လိုချင်တာပေါ့เนาะအဲ့ဒါဆိုခင်ဗျာရဲ့တူပိုင် personal needs ဖုန်းအသစ်လိုချင်တာလိုချင်တာလားလိုအပ်တာလားတော့ခင်ဗျားတို့လည်းသိပါပါတော့ခင်ဗျားတို့ iPhone ဆိုရင်တစ်နှစ်တစ်လုံးအသစ်လဲဖို့တော့မလိုပါဘူးဒါပေမဲ့လဲနော် iPhone လေးများအသစ်ထွက်လာပြီဆိုရင်လေခင်ဗျားတို့ဟိုတချို့ဆိုရှိပါတယ်ဒီမှာဆိုရင် Central Wall မှာတန်းစီပြီးတော့မှဝယ်ကြတာ iPhone အသစ်ထွက်တာနဲ့ဒါဒီလူတွေက needs လား wants လားခင်ဗျားတို့ပြန်စဉ်းစားကျွန်တော်တော့ needs မဟုတ်ဘူးလို့ထင်တာပဲဘာလို့လဲဆိုတော့ iPhone ကတစ်နှစ်တစ်ခါလဲနေဖို့မလိုဘူးဒါပေမဲ့ reseller သမားတွေလာတော့မသိဘူးဒါလည်းကျွန်တော်လည်းမပြောတတ်ဘူးထားပါတော့ personal needs နောက်တစ်ခုကျတော့ past experience ကထားပါတော့ခင်ဗျာ hotel တစ်ခုမှာသွားတဲလိုက်တယ် 5 star hotel ကြီးမှာတဲလိုက်လို့expectation ကအရင်မြင့်ပြီးတော့ပထမဆုံးအရှိဗီဒီယိုမှာပြောခဲ့လို့ overall experience ကအရင်အရန်အဆင်ပြေခဲ့လို့နောက်တစ်ခေါက်ပြန်သွားရင်ဒါမျိုးပဲရမယ်လို့ခင်ဗျာမျှော်လင့်ထားပါမယ်ဒါပေမဲ့တကယ်တော့ဒါ past experience ပေါ့နော်အရင်တစ်ခါကြုံခဲ့ဘူးတဲ့အတွက်ဒီတစ်ခေါက်လည်းဒါမျိုးပဲပြန်ရမှာဆိုတာမျိုးက customer ဘက်ကမျှော်လင့်ထားတတ်တယ်ဒါကတဘာဝကြတယ်နော်နောက်တစ်ခုကျတော့ word of mouth တော့ဘာပြောချင်တာလဲဆိုတော့သူကချင်းတစင်စကားနဲ့တစင်ဗျာဥပမာထားပါတော့ခမားက
ဒီစားတော့ဆိုင်မှာသွားစားလို့အဆင်ပြေတဲ့ကောင်းတဲ့ဈေးလက်သက်သာတယ်ဆိုခင်ဗျာတခြားလူကိုပြန်ညှို့မိမှာပဲခင်ဗျာအတိမိတ်ဆွေဖြစ်ဖြစ်ခင်ဗျာထဲမှာခင်ဗျာရဲ့တဲ့မလားအဲ့လိုမျိုးပေါ့တခြားလူတယောက်ကိုပြန်ညှို့မိတာတဆင့်စကားနဲ့တဆင့်ပြန်ညှို့တာဒါလည်းအရေးကြီးတယ်ဒါ word of mouth တို့ဒီမှာသုံးထားတယ်နောက်ကကျတော့ company promises ဆိုတော့ company ဘက်ကခင်ဗျားကိုဘာတွေလုပ်ပေးနိုင်ပါတယ်ငါတို့ဘက်ကဘာတွေ provide ပေးနိုင်ပါတယ်ဘယ်လို service တွေပေးနိုင်ပါတယ်ဆိုတာမျိုးထောက်ပံ့ခင်ဗျားကို promise လုပ်ထားတာပေါ့ဒါတွေငါတို့စီမှာလာဝင်ထားတယ်ငါတို့နင်တို့ရမယ်ဆိုပြီးတော့ပြောထားတာမျိုး company promises နောက်ကကျတော့ signal from the service I don't even know what does it mean signal from the service or the service providers ကြီးကလိုချင်တဲ့ service ကိုပြောချင်တာလားမသိသိချတော့နားမလဲဝေး okay customer expectation they need something fast yeah ချက်ချင်းသူတို့လိုချင်ချက်ချင်းကွာဥမာထားပါတော့ hotel မှာ tower လိုချင်တယ် tower ကိုချက်ချင်းဖုန်းဆက်ပြီးမှ customer need something fast ချက်ချင်းနဲ့မြန်တာရတာလိုချင်တာသူတို့ကနောက်တစ်ခု efficiency လည်းရှိရမယ် high quality as competitive price high quality as competitive price ဆိုတာဘာပြောချင်တာလဲဆိုတော့ဒီ market ထဲမှာခင်ဗျားတယောက်ပဲဒီပစ္စည်းကိုရောင်းတာမဟုတ်ဘူးเนาะခင်ဗျားတက်လို့ခင်ဗျားတက်ကြိုလုံနေတဲ့ဟို company အကြီးတွေရှိတယ်ဗျာသူတို့ဘက်ကလည်းဘယ်လိုမျိုး offer ပေးနိုင်လဲခင်ဗျားလည်းခင်ဗျား market ကိုတီးဖို့လိုတယ်ပေါ့နော်ခင်ဗျားဈေးတွေဆွတ်ဆက်တင်လို့မရဘူးเนาะ market ကိုလည်းနည်းနည်းပါးပါးလေ့လာbut the customer တွေကလည်းလေ့လာမှာပဲခင်ဗျားပစ္စည်းတစ်ခုတည်းကိုပဲမျက်လုံးမိတ်ပြီး blind buy လုပ်မှာမဟုတ်ဘူးသူတို့လည်း compare လုပ်မှာဒီဟာနဲ့ဈေးကဘယ်လိုဒီဟာနဲ့ service ကဘယ်လိုကွာဒါနဲ့အဲ့ဒါက high quality as competitive price เนาะဈေးနှုန်းလည်းသူတို့ဘက်ကကြည့်အောင်ပါနောက်တစ်ဆင့်ကဘာလဲဆိုတော့ service mind အရှိမရှင်းပြခဲ့တယ်ခင်ဗျားဝန်ထမ်းတွေမှာ service mind ဆိုတာရှိဖို့လိုတယ် service mind ဆိုတာဘယ်လိုထည့်ပေးရမလဲဆိုတော့ company ရဲ့ vision နဲ့ mission နဲ့เนาะအဲ့အကြောင်းကြီးအရှိမပြောခဲ့ပြီးပြီးချင်ရင်အောက်မှာ link ချထားပေးမယ်အရင် marketing video 2ကိုပြန်သွားကြည့်လို့ရတယ်เนาะဆက်သွားမယ် sufficient stock ဆိုတာဘာပဲလဲခင်ဗျားဆိုင်ကဖက်ကပေါင်းဥပမာပေးလိုက်တယ်ဖက်ကပေါင်းနဲ့ကမထွက်နိုင်ဘူးဘာလို့လဲတော့မသိဘူးအခုလည်းဖက်ကပေါင်းနဲ့ပဲဥပမာပေးမယ် sufficient stock ဆိုတာခင်ဗျားဖက်ကပေါင်းတော့မှာပဲနော်ဝက်ကျိတ်သားနဲ့ဖက်ကပေါင်းချက်ဥကြော်နဲ့အဲ့ဒါကိုခင်ဗျားရဲ့ hot item များအဲ့ဒါအရင်ရောင်းရတယ်ဆိုရင်ခင်ဗျားမှာ sufficient stock ရှိနေဖို့လိုတယ်နောက်ခင်ဗျားဒီမှာကျိတ်သားတွေအစင်းနဲ့ရှိနေဖို့လိုတယ်ခင်ဗျားဒီမှာခပေါင်းကျွတ်တွေအစင်းနဲ့ရှိနေဖို့လိုတယ်ဒါ sufficient stock ကိုပြောတာနောက်ကျတော့ they want to ask you they want something around the area or okay transportation convenient ဒါပါပဲလားဆိုတော့သူတို့ကမဆောင်ညင်ဘူးဗျာသူတို့ကချက်ချင်းရတာမျိုးလိုချင်တာပြီးတော့ transportation အဆင်ပြေတာမျိုးလိုချင်တာဒါ hotel တွေမှာတော့ပိုသိတာလေဒီ hotel ဆိုရင်လေစိမ့်နဲ့နီးတာဒါဆိုရင်မြို့ထဲမှာရှိတာဒါဆိုရင်ဘာနဲ့နီးတာ transportation အနီးပတ်လည်မှာဘာတွေရှိတာဒါမျိုးက customer ကပြန်ရွေးတယ် Ali navigable store တဲ့ website ကအစောပြောခဲ့သလိုပဲပေါ့နော် website တွေ application တွေ booking.com တို့ Agoda တို့အဲ့ဒီမှာတွားပြီးတော့အရင်ကြည့်တာ review တွေကြည့်တာမျိုးပေါ့နော်အဲ့ဒါနဲ့လဲ customer တွေဘက်ကသူတို့မျှော်လင့်ထားတာပေါ့ဒါမျိုးတွေကို fulfill the customer expectation အဲ့တော့ကိုရီဘက်ကဘာလုပ်ရမလဲဒီ customer တွေရဲ့ expectation ကို fulfill လုပ်ပေးရမယ်ဖြည့်ဆည်းပေးရမယ်ဘယ်လိုဖြည့်ဆည်းမလဲ fight gap model ၅မျိုးရှိတယ်၅မျိုးတည်းမှာပထမတစ်မျိုးကတော့ချွင်းချက်ပထမတစ်မျိုးကခင်ဗျာလူတစ်ယောက်ရဲ့စိတ်ကိုခင်ဗျာကိုယ်စိတ်တောင်မှပဲကိုဘာဖြစ်ရှင်လဲဒီနေ့ညနေကိုဘာစားမလဲဆိုတာတော့မှပဲမဆုံးဖြတ်နိုင်တဲ့ကိုယ်စိတ်ကိုနောက်ကိုယ်စိတ်တော့ကိုမသိတဲ့ကိစ္စကိုသူများတကာရဲ့စိတ်ကိုဆုံးဖြတ်ပေးဖို့ဆိုတာလုံးဝ impossible ဖြစ်နိုင်ခြင်းမရှိတာကြီးအဲ့တော့ပထမဆုံးတစ်ချက်ကခင်ဗျာထိန်းချုပ်လို့မရဘူးပထမဆုံးတစ်ချက်က fight gap ထဲမှာပထမဆုံးချက်ကဘာလဲဆိုတော့ customer gap customer personal belief cannot control တူတယောက်ပိုင်သိရမလားpersonal belief တွေသူရဲ့ individual belief တွေ individual လက်ကင်လာတဲ့ဆုံးဖြတ်ချက်တွေယုံကြည်ချက်တွေခင်ဗျာပြောင်းလဲလို့မရဘူးဒီတစ်ခုကတော့ခင်ဗျာထားလဲပြောင်းလဲလို့မရဘူးเนาะ customer gap နောက်တစ်ခုတစ်ခုကလည်းကျန်တဲ့နောက်ထပ်၄ခုကတော့ခင်ဗျာအဲ့ gap ကိုခင်ဗျာဆွဲစိလိုက်လို့ရတယ်နောက်တစ်ခုဆက်သွားမယ်နောက်တစ်ခုကဘာလဲဆိုတော့ listening gap ကကျတော့ internal talk with your staff internal ကိုပြောချင်တယ် listening gap internal အရှိမပြောခဲ့တယ် video 2မှာ internal ရှိတယ်external ရှိတယ် interactive ရှိတယ် internal ဆိုတာဘာလဲဆိုတော့ခင်ဗျားနဲ့ခင်ဗျားဝန်ထမ်းကြားတယ်ဟို internal လို့ခေါ်တယ်ခင်ဗျားနဲ့ခင်ဗျားဝန်ထမ်းစကားပြောဖို့လိုတယ်ဘာလို့လဲတချို့အခြေအနေတွေမှာခင်ဗျားဒီလက်တွေ့မှာဘယ်လိုမျိုးဖြစ်လဲဆိုတော့ခင်ဗျားမသိနိုင်ဘူးဗျာခင်ဗျားဝန်ထမ်းခင်ဗျားတဲ့ပိုသိတာမျိုးတွေရှိတယ်เนาะအဲ့တော့သူတို့ပြောရင်လက်ခံလိုက်တချို့အရာတွေကသူတို့ operation level မှာကျင်လည်နေတာလူတွေဖြစ်တော့ကြောင့်ခင်ဗျားတက်ပို့သိရဗျာအဲ့တော့သူတို့ပြောရင်နည်းနည်းလေး respect ပေးနည်းနည်းလေးနားထောင်ပြီးတော့ပညာရှိတာပြင်အရင်တစ်ဖက်မပိန်နဲ့ဒါတချို့ HR တွေတချို့ FMA manager တွေတချို့တွေပေါ့ဗျာတချို့တွေတစ်ဖက်ပိတ်တွေကိုပြောချင်တာအထူးသဖြင့်
generation L baby boomer တို့တွေအစိုးဆုံးအရင်တစ်ဖက်ပိတ်တယ်လို့ဒါကိုရီ Gen Z ခေတ်ရောက်ပြီเนาะကိုရီ Gen Z အုပ်စိုးရမယ့်ခေတ်ကိုရောက်ပြီအဲ့တော့ let's change the world bro we can change together okay talk with your stuff solution ကကြတော့ဗာလဲတော့ worry free meeting နဲ့ဒါကိုဘယ်လိုဖြေရှင်းမလဲ worry free meeting ဆိုတာဗာလဲဘာပြောချင်တာတော့ခင်ဗျာပြောချင်တာပြောတာလို့ out of respect ပြောခိုင်းတာမဟုတ်ခင်ဗျာဘယ်လိုခံစားရလဲစိတ်ပိုင်းဆိုင်ရာဝန်ထမ်းအနေအလုပ်ရှင်ပေါ့နော်consultant ပုံစံမျိုးတွေမျိုးစုံလုပ်လို့ရတယ်ဗျအဓိကtransparency ရှိဖို့လိုတယ်ပွင့်လင်းမြင်သာဖို့လိုတယ် honesty ရိုးသားဖို့လိုတယ်တကယ်လက်တွေ့အခြေအနေကိုထင်ဟပ်နေဖို့လိုတယ်ဒါက solution က meeting တွေလုပ်မယ် briefing တွေလုပ်မယ်ခင်ဗျာ staff တွေနဲ့ခင်ဗျာစကားပြောမယ်ဒါလိုမျိုးနဲ့ဖြေရှင်းလို့ရတယ်နောက်တစ်ခု external solution က listen to your customer တဲ့ problem lack of efficient to listen to your customer ဆိုတာ okay ဟုတ်ပြီဆိုတော့ပြောခဲ့တယ် internal ပြီးတော့ external ကကြတော့ခင်ဗျာနဲ့ခင်ဗျာရဲ့ customer/consumer တွေပေါ့နော် customer တွေကမုတ်တထုပ် snack တထုပ်ဆိုရင်ဟုတ်ဘူးဟာစနက်ကတော့ဖြစ် coffee ဖြစ်ဗျာ coffee ဝယ်တော့တယ်ဗျာခင်ဗျာရဲ့ recipe တိုင်းခင်ဗျားတော့ရေခဲထည့်တာတော့မှန်တယ်ဒါပေမဲ့ customer တွေကသဘောမကျဘူးရေခဲများလို့တယောက်လည်းမဟုတ်နှစ်ယောက်လည်းမဟုတ်သုံးယောက်လည်းမဟုတ်ပြောလာပြီဆိုရင်ခင်ဗျားဘက်ကတစ်ခုလုပ်ဖို့လိုတယ်အဲ့ဒါဘာလဲဆိုတော့ခင်ဗျားက listening to your customer/consumer နော်သူတို့အတန်ခင်ဗျားနားထောင်ပေးပြီးတော့ခင်ဗျားပြင်ဖို့လိုတယ်ဒါဥပမာပေးဖို့ဆိုတာချက်ချင်းခေါင်းနဲ့မထွက်ဘူးဒါပေမဲ့အဲ့လိုမျိုး customer စကားကိုနားထောင်ပြီးပြင်လိုက်လို့အများကြီးကောင်းသွားတဲ့ company တွေအများကြီးကောင်းသွားတဲ့ဟာမျိုးတွေရှိတယ်ဗျာလက်တွေ့မှာဘာနဲ့ဥပမာပေးရမလဲချက်ချင်းခေါင်းနဲ့မထွက်လို့solution က make channel to connect with them နဲ့ဘယ်လိုဖြည့်ရှင်းရမလဲဆိုတော့ channel တစ်ခုပေါ့နော်ဥပမာ social media ဖြစ်တခြား channel ပြ marketing channel ဆိုတာအရှင်းဗီဒီယိုမှာလည်းပြောခဲ့တယ်အဲ့ channel တစ်ခုသုံးပြီးတော့ခင်ဗျား customer တွေနဲ့ဆက်သွယ်ဖို့လိုတယ် customer တွေ feedback ကိုအများနဲ့နားထောင်ပြီးပြင်နေတာဆိုဘာရှိလဲအိုးချက်ချင်းကြတော့ခေါင်းနဲ့မထွက်ဘူးရော Duolingo လားမဟုတ် Duolingo ထားပါတော့okay အဲ့ဒါဆို gap ကဘယ်နှခုရှိပါလဲနောက်တစ် gap တစ်ခုဆက်သွားမယ်နောက်တစ် gap တစ်ခုကဘာလဲဆိုတော့ standard and design gap ကဘာလဲဆိုတော့look for standard that consistency မရှိဆိုတော့ပြောသလိုခင်ဗျားဒီ hotel မှာတစ်ခေါက်တဲခဲ့တယ်နောက်တစ်ခေါက်တဲတော့ပထမတဲခဲ့သလိုမဖြစ်ဘူး consistency ဒီ hotel မှာမရှိဘူးပေါ့နော်အဲ့ဒါမျိုးဆိုရင်ဒါလည်း problem ဖြစ်လာပြီအဲ့တော့စားတော့ဆိုင်အောင်သွားတယ်ဖက်ကဖောက်ဝတ်သားချိတ်တာနဲ့မှာလိုက်တယ်ပြီးတော့ okay ပထမတစ်ခါစားတာကောင်းတယ်ဒုတိယတစ်ခါစားတာညံ့နေတယ်ဘာလို့လဲ consistency မရှိလို့အဲ့ဒါဘယ်လိုဖြည့်ရှင်းမလဲstandard operating procedure SOP တခုသတ်မှတ်ပေး standard recipe တခုသတ်မှတ်ပေးเนาะအဲ့လိုမျိုးနဲ့service ဆိုရင်လည်း service blueprint အဲအကြောင်းလည်းပြောခဲ့တယ်အဲ့ဒါလုပ်ပေးလို့ရတယ်အလုံးနဲ့ပတ်သက်ရင်လည်း work flow diagram ပေါ့နော်ဘာပြီးဘာလုပ်ရမလဲဆိုတော့ work flow diagram ခင်ဗျာဆွဲပေးလို့ရတယ်ပြီးတော့ give them instruction တိကျပေးလိုက်ဘာပြီးဘာလုပ်ရမလဲသူတို့သိသွားလိမ့်မယ်เนาะအဲ့ဒါဆို consistency ရှိလာလိမ့်မယ်အလုပ်ကြိုးစားတဲ့ဘဲကိုလည်းခင်ဗျာ KPI သတ်မှတ်ပေါ့နော် key performance indicator အလုပ်ကြိုးစားတဲ့ဘဲကိုလည်းအလုပ်လေးပါလေး promotion ပါလေးပေး incentive လေးပါလေးပေးတင်တာလေးပေးเนาะပြီးတော့အလုပ်သမားတွေလည်းစကားပြောပေး consultation တွေ consultant တွေဒီမှာစိတ်ပိုင်းဆိုင်ရာ mental ပိုင်းတွေလိုနာရှိရင်ခင်ဗျာဘာလုပ်လို့ရလဲဆိုတော့ therapy ငှားပေးလိုက်ဗျာရှုပ်တယ်ရုံးမှာ therapy ရုံးကတခန်းထားပေးလိုက်เนาะအကုန်လုံးဖွင့်ထုတ်လို့ရတာပုံစံမျိုးတွေအဲ့တော့နောက်ထပ်ခင်ဗျားတို့ fun ဖြစ်တဲ့မေကွန်လေးပေါ့နော် brain activity လေးတစ်ခုပေးခြင်းတယ် hotel မှာတရေ6ပါပြီရဲ့ခင်ဗျားဒါခင်ဗျားဧည့်သည်မဟုတ်ဘဲနဲ့အလုပ်ရှင်ဘက်ကဆိုခင်ဗျားဘယ်လိုဖြည့်ရှင်းမလဲဒီကိစ္စကို hotel မှာတရေ6ရဲ့ customer ခင်ဗျားကိုလာပြောမယ်ညာဘက်ကြီးခြေတံနေကြားနေရတယ်ညာဘက်ကြီးတကားကြီးလာခောက်နေတယ်ဒါမျိုးတော့ခင်ဗျားဘယ်လိုဖြည့်ရှင်းမလဲ comment down below ဒါအဖြေကနောက်ပိုင်းမှာပြောပြမယ်နောက်ဆုံးဗီဒီယိုနောက်ဆုံးမှာပြောပြမယ်ဒီအဖြေကိုအခုတော့ကြော်လိုက်အခုတော့ခင်ဗျားတို့စဉ်းစားတာဗျာဟိုတယ်မှာတရေချောင်းဘယ်လိုလုပ်မလဲခင်ဗျားတို့က customer ဆိုရင်ခင်ဗျားတို့ဘာတွေလိုချင်လဲပေါ့နော်ဟိုတယ်ဘက်ကနေဥမာအခန်းပြောင်းပေးတာလားဒါမှမဟုတ်အခန်းကိုပဲပတ်စံပြန်အမ်းတာပဲလိုချင်တာလားဒါမှမဟုတ်မနေတော့ဘူးလားဘာညာဒါ customer ဘက်ကနော်ခင်ဗျားအလုပ်ရှင်ဘက်ကဆိုရင်လည်းဒီ customer ကိုဘယ်လိုမျိုးစိတ်ကျဉ်နှံ့အောင် satisfy ဖြစ်အောင်ဘယ်လိုလုပ်ပေးမလဲဒါစဉ်းစား okay နောက်ကျတော့ performance gap ကဘာပဲဆိုတော့ actual နဲ့ expectation မမျှတာအလုံးအကျူးတွေကြော်ညာအလုံးအကျူးတွေပေးနင်းကံပြီးကြော်ညာပြီးတော့တကယ်လဲဖေမနိုင်ပဲဖဲကြီးရင်စားသလိုမျိုးတွေဖြစ်တာမျိုးတွေရှိတတ်တယ်ဒါ performance gap လို့ခေါ်ကြတာเนาะ from employee တဲ့ GD တဲ့ check KPI ထားပါတော့လွယ်လွယ်ပဲရှင်းပြလိုက်မယ် solution ကကျတော့ training and development
ခမရဲ့ကြော်ညာတာနဲ့ခမကြော်ညာထားတာနဲ့ကြော်ညာထားသလိုဖြစ်အောင်မျိုးခမဘက်ကခမဝန်ထမ်းတွေကို training and development ပေးလို့ရတယ်ပေါ့နော်ဒီ expectation နဲ့ကိုက်ညီအောင်ဆိုပြီးတော့အဲ့လိုလုပ်ပေးလို့ရတယ် Did you guys see that? I think I saw something. What the fuck? Alright, I'm gonna make it quick. Now go communication. Communication gap ကဘာပြောချင်တာလဲဆိုတော့ gap between company and reality. လက်တွေ့ဘဝနဲ့ခင်ဗျား company နဲ့ကြားတဲ့ကကွာခြားချက် commercial advertising ဆိုတော့ကျွန်တော်ပြောခဲ့တာမျိုးတွေ over promise အရင်အလုံးအကျူးတွေ promise ပေးတာမျိုးတွေ misrepresent service နော်လက်တလုံးကြားကြော်ညာတာမျိုးတွေ exaggerated info အလုံးအကျူးချဲကားတာမျိုးတွေ over claiming လောအပ်တာတဲ့ပို့ပြီးတော့လိုမျိုးဒါမျိုးတွေ commercial advertising မှာဖြစ်တတ်တယ်တဲ့ okay အဲ့တော့ customer တယောက်ကပစ္စည်းတစ်ခုကိုဝယ်တော့မှဆိုရင် your in ဆိုပြီးပတ်စံပေးပြီးချင်းချင်းဝယ်လိုက်တာမဟုတ်ဘူးเนาะသူ့မှာ step by step လေးရှိတယ်ဒါလေးရှင်းပြပြီးရင် video နားမယ်เนาะ okay customer decision making process လို့ခေါ်တယ်သူ့မှာအချက်တွေက 1 2 3 4 5 5ချက်ရှိတယ်ပထမအဆင့်ကဘာလဲဆိုတော့ need recognition က trigger point ခင်ဗျားက coffee တောက်ချင်တယ်ဆိုရင် coffee တောက်ချင်တဲ့ trigger point တစ်ခုရှိတယ်ခင်ဗျားစိတ်ထဲမှာ coffee တောက်ချင်လိုက်တာဆိုဖြစ်လာတာ trigger point เนาะအဲ့ကနေစလာမယ်အဲ့တော့ coffee တောက်ချင်တယ်နောက်တစ်ဆင့်ဘာလုပ်လဲ information search အဲ့တော့ရှာပြီinformation search က online လည်းဖြစ်နိုင်တယ်လို့verbal လည်းဖြစ်နိုင်တယ်ဥပမာဒီအနားမှာဘာ coffee ဆိုင်ကောင်းလဲဆိုပြီးခင်ဗျားတငယ်ချင်းတွေကိုမေးတာဖြစ်နိုင်တယ်လို့ cafe shop near me ဆိုပြီးတော့ခင်ဗျား Google Map မှာရှာတာမျိုးလည်းဖြစ်နိုင်တယ်ဒါ information search လုပ်တာဒုတိယအဆင့်တတိယအဆင့်ကဘာလဲဆိုတော့ဘာရေးထားတာလဲcompare with alternative okay ဟုတ်ပြီခင်ဗျား coffee ဆိုင်တစ်ဆိုင်တွေ့တယ်မတစ်ဆိုင်နဲ့လည်းမကောက် Google Map မှာကြည့်လိုက်တာနောက်တဲ့5 minute လမ်းတက်ရှောက်နောက်တဲ့ coffee ဆိုင်တစ်ဆိုင်တွေ့တယ်အဲ့တော့ခင်ဗျားဘာလုပ်လဲခင်ဗျားအဲ့ဆိုင်တစ်ဆိုင်ကိုရှင်ထိုးပြီးကြည့်တယ်ဘယ်ဆိုင်ကပိုကောင်းလဲဘယ်ဆိုင်က menu ပါရလဲဘယ်ဆိုင်ကပိုတက်တာလဲအဓိကတော့ဒါပေါ့နော်အဲ့လိုမျိုးလေခင်ဗျားအရင်ဆုံးရှာကြည့်လိုက်မယ်နောက်တစ်ဆင့် purchase decision ဆိုတာဟုတ်ပြီခင်ဗျား coffee ဝယ်ဖို့ဆုံးဖြတ်လိုက်ပြီပတ်စံပေးလိုက်ပြီနော်ပတ်စံပေးပြီးတော့ဝယ်လိုက်ပြီအခုစင်ကြမှာဝယ်တာဗျ your in ဆိုရင်ပတ်စံပေးပြီးဝယ်တာပေါ့ဒီ step တွေကိုကြော်ဖြတ်ပြီးတော့မှဝယ်တာ post purchase behavior ဆိုတော့ဝယ်ပြီးရင်လည်းဘယ်လိုမျိုးချိန်ရှိလဲပေါ့နော်ဝယ်ပြီးရင်လည်းအရှင်းမပြောခဲ့သလိုပဲဝယ်ပြီးရင် satisfy ဖြစ်သွားလား satisfy မဖြစ်ရင်ခင်ဗျာနောက်တစ်ခုထပ်ဝယ်မယ်ပေါ့နော်ဒါ customer decision making process လို့ခေါ်တယ်တခုရှိတာခင်ဗျားဘက်ကဘာလုပ်လို့ရလဲဆိုတော့ customer ဝယ်ပြီးပြီးရောမဟုတ်ဘူးဥမာကား company တွေမှာဆိုပိုတိတာတယ်ဖုန်း company တွေကား company တွေမှာဆိုပိုတိတာတယ်ဝယ်ပြီးရင်လည်းပြီးသွားတာမဟုတ်ဘူးဗျာpre ရှိမယ် post ရှိမယ် after ရှိမယ်ဗျာဘာလို့ပြောချင်လဲဆိုတော့ကားဝယ်ပြီးရင်နောက်ဆက်တွဲခင်ဗျားဘက်ကလုပ်ပေးရမယ်လို့ရှိတယ် insurance ပေးတာမျိုးတွေ free လက်ခ free ပေးတာမျိုးတွေအပိုပစ္စည်း free ပေးတာမျိုးတွေဒါဝယ်ပြီးရင်ပေးရမယ်ခင်ဗျားဘက်က service ပေါ့နော်ဒါတွေလည်းထည့်တွက်ထားဖို့လိုတယ်အဲ့တော့ customer decision making process ကတော့ဒီလိုမျိုးအချက်တွေရှိတယ် okay အဲ့တော့ဒီနေ့ video လေးကို18 minutes ဆိုတော့ဒီမှာပဲရပ်လိုက်မယ်နောက်တစ်ပတ်ကျရင်STP လို့ခေါ်တဲ့ segmentation targeting position ဆိုတဲ့အကြောင်းလေးဆက်ပြောကြတာပေါ့ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲအားလုံးပဲ good night ပါ